ကောင်းပါပြီဆိုတိုင်း好的နဲ့好吧မတူဘူးเนาะတရုတ်စာမှာဟုတ်ကဲ့ကောင်းပါပြီလို့ပြောချင်ရင်好的သုံးရမလားဒါမှမဟုတ်好吧သုံးရမလားပေါ့เนาะအဲ့တော့အတုံးမှားဝရင်တစ်ဖက်လူစိတ်ဆိုးသွားနိုင်တယ်เนาะအဲ့အတွက်ကြောင့်လို့ဆိုဒီနေ့ဗီဒီယိုလေးမှာရှင်းပြပေးသွားမယ်好的ဆိုတာကစိတ်ပါလက်ပါနဲ့လက်ခံတာတဘောတူတာမျိုးဥပမာမနေ့ပြန်တွေးကြမယ်နော်လို့ပြောရင်好的လို့ဖြေလိုက်တာကဟုတ်ကဲ့ကောင်းပါပြီလို့တက်ကြတဲ့အဓိပ္ပာယ်မျိုးเนาะ好吧ဆိုတာကမတက်တာလို့လက်ခံလိုက်ရတဲ့အခြေအနေမျိုးမှာသုံးပေးရတယ်စိတ်မပါတပါနဲ့လက်ခံလိုက်ရတာမျိုးပေါ့နော်ဥပမာတစ်ဖက်လူကကိုမလုပ်ချင်တာကိုအတင်းစွတ်လုပ်ခိုင်းလို့လေမလုပ်ပေးပါမယ်ဒါမျိုးဆိုရင်好吧လို့သုံးပေးရမယ်နော်အလွယ်နည်းနဲ့မှတ်မယ်ဆိုရင်ဝမ်းသာအားရလက်ခံရင်好的စိတ်မပါတပါနဲ့လက်ခံလိုက်ရရင်好吧ရမယ်နော်လို့ဆိုဒီနေ့မြပြီလေဒါလေးကိုရမယ်နော်တရုတ်စာကိုအခုလိုအသုံးနှုန်းတွေမှန်မှန်ကန်ကန်နဲ့ speaking ကောင်းကောင်းပြောတတ်ချင်သူရဲ့အတွက်တင်ကောင်းရှိပါတယ်။ဆရာမနဲ့တီးတန့်တင်ယူနိုင်မဲ့ private class တွေအချိန်မီလေ့လာလို့ရမဲ့ video class တွေလို့ဆိုစီမှာတက်လို့ရပါပြီ။ပြီးတော့ထူးခြားတာကတင်တန်းဆင်းလို့ရှိရင်လည်း certificate ပါထုတ်ပြီးတော့မှဖြစ်လို့အလုပ်တော့ပါထောက်ကူပြုပါတယ်။ပြီးတော့မကြခင်မှာမန်းလေးမြို့မှာပေါ့နော်။ဒါဆိုအပြင်လူတွေ့တန်းဖွင့်ပါတော့မယ်နော်။